ပြည်တွင်းမှာဖြစ်ခဲ့တဲ့ငလင်ကြီးနဲ့မြို့တော်အရွှေ့ပြောင်းကိုလည်းတစ်ချက်ပြန်ကြည့်အောင်ပါမြန်မာသမိုင်းမှာအကြီးမားဆုံးငလင်ကြီးတစ်ခုဖြစ်တဲ့1839အင်းဝငလင်ကြီးအမရပူရငလင်ကြီးလို့လည်းခေါ်ကြပါတယ်ဒီငလင်ကြီးလောက်ခတ်မှုကြောင့်အင်းဝနန်းတော်ပျက်စီးခဲ့ရပါတယ်အဲ့ဒီခါမှာတာယော်ရီမင်းဟာအမရပူရကိုပြောင်းရွှေ့နန်းဆိုင်ခဲ့ပါတယ်သူ့နောင်တော်ထံကနေအာနာသိမ့်ပြီးတော့နန်းတက်လာတဲ့တာယော်ရီမင်းနန်းဆန်သက်2နှစ်ကြာမှာပဲငလင်ကြီးလှုပ်ခဲ့တာဖြစ်ပါတယ်အစောပိုင်းမှာနိုင်ငံရေးပြိုင်ဘက်နမ်မတော်မဲနုတို့စလင်မင်းသားကြီးမောင်ဝတို့ကိုပါအကျယ်ချုပ်ပဲချထားခဲ့ပြီမဲ့နောက်ပိုင်းမှာကွက်မြက်ပစ်ခဲ့သူဖြစ်ပါတယ်တခြားမင်းသားကြီးတွေကိုလည်းကွက်မြက်ခဲ့ပါတယ်အဆုံးမှာတော့လောကီပညာရေးတွေလိုက်စားပြီးတော့စိတ်မနှံ့ယူသွားတယ်လို့ဆိုကြပါတယ်စိတ်ပေါက်တဲ့အချိန်မှာရောမင်းကြီးဦးဘိုးလိုင်ဖခင်ရင်တော်ဝင်ကြီးကိုပါလှန်နဲ့ထိုးတက်ခဲ့ပါတယ်နောက်ဆုံးမှာတာယော်ရီမင်းကိုကြေးပြတ်တက်လို့ခေါ်တဲ့ကြေးအကျဉ်းတိုင်းမှာချုပ်ထားခဲ့ရတဲ့အဆင့်ရောက်ပြီးတော့နန်းဆန်သက်9နှစ်နဲ့ပဲနှက်ရွာဆန်ခဲ့ပါတယ်သဘောဘေးတွေဟာငကိုကလေးကရိုင်နေနေပြီဖြစ်တဲ့အုပ်ဆိုးသူတွေရဲ့ပြက်ကွက်မှုညံပြင်းမှုကိုဖွင့်ဖွင့်ကြီးပေါ်စေခြင်းအပြင်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကိုပုံမမြန်ဆန်စေနိုင်တယ်ဆိုတာတမိုင်းဖြစ်စဉ်တွေကဖော်ပြနေပါတယ်နိုင်ငံတော်အာဏာကိုသင်္ကေတပြုတဲ့အဆောက်အုံတွေပျက်စီးသွားတာဟာစစ်အုပ်ချုပ်ရေးအုံမြစ်ကိုပါကင်လှုပ်လိုက်တာလည်းဖြစ်ပါတယ်မတ်28ငလင်ကြီးဟာစစ်အာဏာရှင်စနစ်အဆုံးသတ်မှုရဲ့အစဖြစ်လာမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်